Hello ဧပြီပါဧပြီဒီတစ်ခေါက်ညွှန်ပေးချင်တာကတော့အရန်စားလို့ကောင်းတဲ့မန္တလေးကအသက်ဆိုင်တဲ့ဒီဇိုင်းညွှန်ပေးချင်ပါတယ်ပေါ့နော်ဒါကတော့ဧပြီသွားစားခဲ့တာတော့တော်တော်ကြာပြီဧပြီသွားရဲ့တပတ်လုံးလုံးညာတိုင်းလို့ဝယ်စားဖြစ်တဲ့ဆိုင်လေးပေါ့နော်ဆိုင်ရှင်မကြီးကလည်းသဘောကောင်းတယ်အတုပ်လက်ရလည်းအရန်မိုက်ဆိုင်ရဲ့ဘေးနားမှာလည်းသူကအသီးဖြိုဟီပါလေရတယ်အဲ့အသီးဖြိုဟီရလည်းပြရရဲ့ဈေးနဲ့လည်းတက်နေပေါ့နော်ရန်တောက်လို့ကောင်းတယ်ဆိုင်ရဲ့နေရာလေးကတော့ဥပွားကုန်းကျော်လမ်းလို့လည်းခေါ်တယ်လို့တိတ်လမ်း140လို့လည်းခေါ်ရပေါ့နော်အဲ့လမ်းမကြီးပေါ်မှာသူကဆိုင်ရဲ့အရှိတက်မှာချစ်ဆိုင်ဆိုရမုတ်ဆိုင်လေးလည်းရှိတယ်ဒါကြီးပဲပတ်ဝန်းကျင်မှာရှိတဲ့ဆိုင်လေးရိုက်ပြထားပါဘောနော်သူရှိတက်တဲ့ဆိုင်လေးပါဆိုင်ကတော့အခုချိန်မှာနေရာရွေ့လိုက်ပြီးလို့လည်းပြောရပေါ့နော်အဲ့တော့တော်တော်ကြီးကြာပြီပေါ့နော်ဒါတော့ဆိုင်မိုင်ရဲ့မီနူးလေးတွေပါအရန်စားကောင်းလုံး review ပေးခဲ့တာပါဒါကတော့ဧပြီဝင်လာခဲ့တဲ့အတုပ်လေးပေါ့နော်အရသာတော့ထီမီခွေပါပဲအားလေးတက်ပြပါအားလုံးကျေးဇူးပါဘိုင်ဘိုင်ပါ